အလုံးသောယောဂီသူတော်စင်များတရားဓမ္မအားထုတ်ကြမယ်တရားဓမ္မကိုဆက်လက်ပြီးတော့နှလုံးသွင်းကြမယ်ဒါကြောင့်ဓမ္မလင်ခွေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူဒီဘက်လက်ဘုံမှာညံဘက်လက်ကိုတင်ခါကိုခက်ဆက်ဆက်လေးထားမျက်လုံးလေးကိုသာလေးမှိုက်ပြီးတော့လေကိုလင်္ကာကျလာရှုသွင်းရှုထုတ်လောကထွက်လေဖြင့်လောကရေးရာလောကတွေမှန်သမျှအလုံးထုတ်လိုက်တော့လောကရေးရာလောကတွေမှန်သမျှအကုန်ထုတ်လိုက်တော့ယခုဘုံတော်စိတ်နဲ့ပတ်သက်လို့ရှုမှတ်ပွားများအားထုတ်နေကြသည်စိတ်ဆိုတာဘာတော့စိတ်ဆိုတာထိမှထွက်တဲ့အရာစိတ်ဆိုတာသိနေတာနှလုံးသွင်းနေတာအရာတစ်ခုခုရှိမှအာယုံတစ်ခုခုရှိမှတတိဖြစ်နေတာစိတ်ပဲအဲ့ဒီစိတ်ကိုဖြစ်စေတတ်တဲ့ယာဌာနယောဂီတို့ရဲ့ခန္ဓာထဲမှာ6နေရာ6ဌာနရှိတယ်။မျက်စိနဲ့မြင်စရာနဲ့ထိရင်စိတ်ကလေးကိုဖြစ်ပေါ်စေပါ၏။နားနဲ့အသံနဲ့ထိရင်စိတ်ကိုဖြစ်ပေါ်စေတယ်။နှာခေါင်းကြီးနဲ့နှာခေါင်းနဲ့ပါလေအနံ့နဲ့ထိရင်စိတ်ကိုဖြစ်ပေါ်စေတယ်။ရှာနဲ့ယတနဲ့ထိရင်စိတ်ကိုဖြစ်ပေါ်စေကာယကြီးနဲ့ဓာတ်သုံးပါးနဲ့ထိရင်စိတ်ကိုဖြစ်ပေါ်စေနှလုံးကြီးနဲ့အတွေးအာယုံနဲ့ထိရင်စိတ်ကိုဖြစ်ပေါ်စေဒါပြင်ယောဂီတို့စိတ်ကိုပြောတဲ့နေရာမှာတကယ်တော့ဒါစကားလုံးပေါင်း50ကျော်ရှိမယ်စကလုံးတစ်လုံးရှင်းပြောပါဆိုရင်အဲ့ဒါကစကလုံးပေါင်း50ကျော်ဆိုတော့ယောဂီတို့ရှုတဲ့အခါမှာလောလောဆယ်တော့တစ်လုံးရှင်းမရှုပါဘူးဘလို့ရှုမလဲပေါ်ခြင်းတာပေါ်ဒါတွေဟာစိတ်ပဲလို့သိရင်တော်ပြီလူတန်လူလိုပဲသိယောက်ျားမိန်းမလိုပဲသိဘလို့ဘာလို့သိခြင်းတလို့သိဖြစ်ခြင်းတလို့ဖြစ်တွေးခြင်းတဲ့အကြောင်းအရာကိုတွေးဒါတွေဟာစိတ်ပဲလို့ယောဂီတို့နှလုံးသွင်းရမယ်။နာနဲ့တန်ကြားတဲ့အခါလူတန်ကြားလေးဒါစိတ်ပဲ။တရားတန်ကြားလေးစိတ်ပဲငှက်တန်ကြားလေးစိတ်ပဲကာသံစံကေတန်ကြားလေးဒါစိတ်ပဲလို့နှလုံးသွင်းနာနာမြတ်တွေ့ထိလာရင်လေးစိတ်ပဲထုံလာခြင်းနာမြတ်တွေ့ထိလာရင်လေးစိတ်ပဲယောဂီများအလုံးဟာဘာပဲဖြစ်ဖြစ်စိတ်ပဲလို့နှလုံးသွင်းတွေ့တဲ့အခါမှလေးဘာပဲတွေ့ဘေးကြောင်းရာပဲတွေ့ဒါတွေဟာစိတ်ပါရောလားလို့အဲ့ဒီတော့ယောဂီများနှလုံးသွင်းအားထုတ်ကြရမယ်တကယ်တော့ဇာတိမှာပါရာကမျက်စိနဲ့မြင်စရာနဲ့ထိရမယ်အဲ့ဒီထိတဲ့နေရာမှာနှလုံးသွင်းရမယ်အဓိကကတော့ထိတိုင်းလေးမဟုတ်ဘူးနှလုံးသွင်းမှစိတ်ကလေးဖြစ်တာ
နှလုံးသွင်းနေဆိုတာနှလုံးသွင်းလိုက်တော့ဒီကြောင်းရတဲ့ပတ်သက်တော့ယောဂီတို့ရဲ့ဥနောက်တင်မှာသိသွားတာပေါ့အဲဒီလိုသိသွားပြီဆိုရင်အဲ့ဒါစိတ်ကလေးဖြစ်တော့တာပဲနှလုံးသွင်းတော့စိတ်ကလေးဖြစ်တာပဲဒါပြင်ယောဂီတို့ယခုခန္ဓာဒီမှာစိတ်ဘိနာပေါ်နေတော့ပေါ်သမျှတော့စိတ်ပဲသိသမျှတော့စိတ်ပဲဘာပဲမြင်မြင်ဘာပဲကြားကြားဘာပဲတွေ့တိတွေ့တိဘာပဲတွေ့တွေ့ဟောဒါတွေဟာစိတ်ပါရောလားလို့ယောဂီတို့နှလုံးသွင်းကြရမယ်ဒါတွေဟာစိတ်ပဲလို့ယောဂီတို့နှလုံးသွင်းကြရမယ်နှလုံးသွင်းခြင်းဒီစိတ်ပဲမနတိကာရနှလုံးသွင်းမှစိတ်ဖြစ်တာမြင်ခြင်းနာမြင်ကြားခြင်းနာကြားမှတ်ခြင်းနာမှတ်ကြိုက်တယ်မကြိုက်ဘူးလို့ပဲလုံးလုံးဒါကဘာပဲညာမေလို့ပဲမှတ်တာအမျိုးမျိုးပဲဝေဖန်ဘလို့ပဲဖြစ်ဖြစ်စိတ်ဆိုတဲ့စကားလုံးနဲ့ပဲမှတ်ပေးပါဒါရီဟာစိတ်ပဲငါမှမဟုတ်ပဲကိုစိတ်ဆိုတဲ့သဘာဝတရားမြတ်ဖြစ်ပါရောလားလို့ယောဂီများနှလုံးသွင်းအားထုတ်ကြည့်ကြရမယ်တလောကလုံးယောဂီတို့တွေးကျင်တာတွေးဖြစ်ကျင်တာဖြစ်မြင်ကျင်တာမြင်ထိကျင်တာထိဒါတွေဟာစိတ်ပဲလို့အဲ့ဒီလိုနှလုံးသွင်းစိတ်ဆိုတဲ့ခေါင်းစည်းအောက်မှာပဲယောဂီတို့ရှုမှတ်လိုက်ပါဒါဖြင့်အဲ့ဒီစိတ်ဘာကြောင့်ဖြစ်တာလဲတဏှာနဲ့ကံကြောင့်တဏှာကတော့တခါတည်းဘဝကိုဖြစ်ပေါ်စေဖြစ်စေတတ်တယ်ကံကတော့ဘဝကိုဖြစ်စေတာမဟုတ်ဘူးယောဂီတို့ကျမ်းမာခြင်းမကျမ်းမာခြင်းဆင်းရဲခြင်းချမ်းသာခြင်းဓာတုအနာရှိခြင်းမရှိခြင်းရောက်ရလာခြင်းမလာခြင်းအဲ့ဒါကိုသူကစီမံပေးတယ်ဘဝကတော့ဖြစ်မှာပဲတရားဆုံးပြီးမရမချင်းဘဝတစ်ခုခုတော့ဖြစ်မှာအဲ့ဒီဘဝမဖြစ်မှကိုဘူးလို့ဘာကုသိုလ်ဘာအကုသိုလ်မှလုံးဖို့ကိုမလိုဘူးဒါဖြင့်ယောဂီတို့ဒီစိတ်တွေဘာကြောင့်ဒီလိုစက်တိုက်ဖြစ်ပေါ်နေပါလဲဘာဖြစ်လို့စက်တိုက်ဖြစ်ပေါ်နေလဲဆိုတော့ဒီစိတ်ကိုကိုယ်တဘောကိုအလိုဖြင့်တခုမှပြောဆိုတားမြစ်လို့မရတာလေတကြောင်နောက်တစ်ခုကတိုက်ကပြစ်လိုက်တဲ့ဟောဒီစိတ်ကလေးထိတိုင်းပေါ်နေတော့တာပဲ ဒ
အတိတ်ကတဏှာနဲ့ကံဆိုတဲ့အကြောင်းကြောင့်ပေါ်လာတဲ့စိတ်ပေါ်လာတဲ့စိတ်ကလေးဘဝမပြီးမရှင်းပေါ်နေတော့မှဒါဖြင့်ပေါ်လာတဲ့စိတ်ကိုကိုယ်သဘောကိုယ်လိုပြင်းနေတခုမှပြောဆိုတာမြင်လို့မရပေါ်ကြည်စံစိတ်ဆိုတဲ့သဘာဝတရားကဒီလိုလှုပ်ဆောင်တတ်ပါရောလားယခုတကယ်တော့ပြောရရင်စိတ်ကိုမှတ်ပုံတင်စစ်နေရုံပဲရှိသေးတယ်စိတ်နဲ့ပတ်သက်လို့တခုမှမရှိမှရသေးဘူးခန္ဓာဒီမှာမရှိရဲ့စိတ်ဖြစ်ပေါ်လာပြန်တော့လေတခဏအတွင်းမှာပျောက်ကွယ်သွားတဲ့စိတ်ခန္ဓာထဲမှာလည်းကပ်နေတာဝင်ရောက်မိခေါ်နေတာမရှိဘူးထိမှထွက်ပေါ်လာတဲ့အရာထိမှထွက်ပေါ်လာတဲ့အရာဖြစ်တယ်ကံနဲ့ဖတ်တာကတော့ပြစ္စုပန်တွေ့ထိမှုဒီမှာထွက်ပေါ်လာတယ်ထွက်ပေါ်လာပြန်တော့လည်းပဲတခဏရင်ပဲပြောက်ွယ်သွားတယ်မီးပြောက်တယ်လို့ပေါ့ဘယောင်းတန်မီးတွေကမီးပြောက်တယ်လို့ပြောက်ွယ်သွားတော့တာပဲခန္ဓာကိုယ်ကတွေ့ထိတာပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကတွေ့ထိတာပဲဖြစ်ဖြစ်အတွေ့ဖြစ်တာပဲဖြစ်ဖြစ်အတန်ကြာတာပဲဖြစ်ဖြစ်အဲ့ဒီအတန်ကြာတဲ့နောက်တော့မလိုက်မိပါစေနဲ့တွေ့ထိတဲ့နောက်တော့မလိုက်မိပါစေနဲ့တွေ့တဲ့အာယုံနောက်တော့မလိုက်မိပါစေနဲ့ဘလို့ပဲဖြစ်ဖြစ်ဒါတွေဟာစိတ်ဆိုတဲ့အရာကဖြစ်ပေါ်နေတာလို့ဒီလိုပဲရှုံငုံပြီးတော့ယူလိုက်ပါဒါတွေဟာစိတ်ဆိုတဲ့အရာကဖြစ်ပေါ်နေကြတာစိတ်ဆိုတဲ့အရာကဖြစ်ပေါ်နေကြတာလို့ဒီလိုပဲရှုံငုံပြီးတော့ယူလိုက်ဒါဖြင့်ယောဂီတို့တောင်းလျှောက်မြင်နေရမှာကစိတ်ဆိုတာခန္ဓာဒီမှာလည်းရှိတဲ့အရာမဟုတ်ဒီလိုပဲမျက်စိနဲ့ဇတ်တိနဲ့ကြည့်ရင်ထွက်ပေါ်လာကြတယ်မထွက်ခင်ကခန္ဓာဒီမှာဝင်နေတာမို့ထွက်ပြီးတော့လည်းတဏှာတော့သွားတာမဟုတ်မိကြောင့်ပျောက်သွားတယ်လို့ဒီလိုပဲပျောက်သွားပါရောလားလို့နှလုံးသွင်းကြည့်ကဲစမိကြီးကမိတော့မထွက်ခင်ကလည်းအဲ့ဒီမိကြီးဒီမှာမရှိထွက်ပြီးလို့ပြန်လေဖို့လိုက်ပြန်တော့လည်းပဲတရားတရားတော့ရောက်သွားတာမရှိရောက်သွားတာမဟုတ်ယခုယောဂီတို့ရဲ့စိတ်ထဲမှာဘာပဲတွေ့ဘာပဲပေါ်စိတ်ပဲဆိုတဲ့ဒီတလုံးလေးပဲမှာဒါတွေဟာစိတ်ကဖြစ်ပေါ်နေတာစိတ်ကဖြစ်ပေါ်နေတယ်စိတ်ကလုံးနေတာအဖြူလို့တတ်မှမရင်လည်းစိတ်ကလုံးတာမကြိတ်ဘူးလို့ပြောမရင်လည်းကြိတ်စိတ်ကလုံးတာနာကျင်နေလို့ဖြစ်လာရင်လည်းစိတ်ကလုံးတာခန္ဓာထဲမှာလည်းမရှိထွက်ပြီးတော့လည်းတဏှာတော့ရောက်သွားခြင်းမရှိတဲ့ဟောဒီစိတ်ကဒီလိုတောင်လှုပ်ဆောင်တတ်သကောဟောဒီစိတ်ကဒီလိုတောင်လှုပ်ဆောင်တတ်သကောလို့ယောဂီများနှလုံးသွင်းကြည်ပါ
ဒါဖြင့်ယောဂီတို့အမြဲမပြတ်နှလုံးသွင်းစဉ်ခြင်းပွားများနေရမင်္ဂတိနေရမင်္ဂတိစေခြင်းနာကခန္ဓာထဲမှာစိတ်ဆိုတာမရှိဘူးထိမှထွက်တယ်မျက်စိနဲ့စင်နဲ့ထိရင်ထွက်တယ်နားနဲ့အသံနဲ့ထိရင်ထွက်တယ်အတွေ့အထိနဲ့ကာယကြီးနဲ့ဓာတ်သုံးပါးနဲ့ထိရင်ထွက်တယ်နှလုံးအကြီးနဲ့အတ္တအနာကတွဲအာယုံတို့နဲ့ထိရင်ထွက်ပါ၏ယခုဖြစ်ပေါ်နေတဲ့အလုံးဟာစိတ်ပါရောလားလို့ယောဂီတို့အချင်းချင်းနှလုံးသွင်းကြည့်ကြရမယ်ခန္ဓာထဲမှာတည်ရှိနေခြင်းမရှိသောထွက်ပြီးရင်လည်းတဏှာရာသောရောက်သွားခြင်းမရှိတဲ့စိတ်ဟာယခုရှိတဲ့ရောင်ရောင်အမြဲတမ်းပဲဒီတဲ့ရောင်ရောင်ဖြစ်ပေါ်နေပါပြီဘယ်လောက်ပဲဘာတွေပဲဖြစ်ဖြစ်ခန္ဓာထဲမှာမရှိသောထိမှထွက်ပေါ်လာသောစိတ်များဖြစ်ပေါ်နေကြပါပြီယခုဖြစ်ပေါ်နေတာသိနေတာနှလုံးသွင်းနေတာအလုံးကိုဒါတွေဟာစိတ်ပါရောလာလို့နှလုံးသွင်းပါပွားများပါဒီစိတ်ကလည်းအလကားဖြစ်တာတော့မဟုတ်ဘူးအတိတ်ကတဏှာနဲ့ကံတဏှာနဲ့ကံဒီဘက်မှာထိလို့ပေါ့အတိတ်ကတော့ကံကောင်းလို့လူဖြစ်ရည်တဏှာမကုန်သေးတော့တရားကိုဖြစ်စေတတ်တဲ့တတ္တိရှိနေတဲ့အတွက်ကြောင့်ဘောဓိနန္တရားကအမြဲတမ်းဖြစ်ပေါ်နေလိမ့်မယ်ဘာပဲမြင်မြင်ဘာပဲကြားကြားဘာပဲတွေ့တွေ့နှလုံးသွင်းမိတဲ့အရာတိုင်းနှလုံးသွင်းမိတဲ့ရှင်နေတိုင်းကိုဒါတွေဟာစိတ်ကသူ့အလုပ်သူလုပ်နေခြင်းသာဖြစ်ပါရောလားဒါတွေဟာစိတ်ကသူ့အလုပ်သူလုပ်နေခြင်းသာဖြစ်ပါရောလားလို့စိတ်ရဲ့သဘာဝကိုကြည်စိတ်လိုပဲပြောခန္ဓာကိုယ်မှာလည်းတည်မြဲနေတာမဟုတ်တဲ့စိတ်အတိတ်ကတဏှာနဲ့ကံဆိုတဲ့အကြောင်းကြောင့်ဖြစ်ပေါ်နေတဲ့စိတ်ပြစ္ဆုတ်ဘာမှမျက်စိနဲ့ဆင်းမြည်အတန်နဲ့နာတိုက်ဆိုင်ခြင်းဆိုတဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဆိုပြီးတော့အဲဒီလိုလှစ်ပတ်ပြီးတော့ရှုမှတ်ပွားများအားထုတ်ကြည့်နေပါစိတ်ကလေးကိုအေးချမ်းချမ်းထားပြီးတော့နှလုံးသွင်းခန္ဓာထဲမှာနည်းနည်းလေးမြည်သွားအောင်
ရသော်ဘုရားရှင်ကတစ်ကြိမ်တစ်ခါသိလို့မရဘူးတဲ့ဘာဝိတာပွားများပါဘဟုလိကတာကျင့်ခံများစွာပွားများပါတယ်ဘာဝိတာပွားများရမယ်ဘဟုလိကတာကျင့်ခံများစွာပွားများရမယ်တစ်ကြိမ်တစ်ခါသိနေလို့မရဩခန္ဓာဒီမှာစိတ်ဆိုရဒီသဘောဘာယောလားဒီအကြောင်းကြောင့်ဖြစ်ပေါ်လာပါယောလားလို့အဲ့ဒီလိုကျင့်ခံများစွာဆင်ခြင်ပွားများနှလုံးသွင်းကြရမယ်ခန္ဓာဒီမှာအသက်ဆိုရမရှိစိတ်ဆိုရမရှိနာမ်ဆိုရမရှိခန္ဓာဒီမှာအမြဲတည်မြဲနေတာမဟုတ်တဲ့စိတ်ထိတိုင်းလည်းပဲမထိခင်ကလည်းခန္ဓာထဲမှာမရှိထိပြီးပြန်တော့လည်းပဲခန္ဓာထဲမှာမရှိတခြားတနေရာတော့ရောက်သွားခြင်းမရှိတဲ့ဟောဒီစိတ်မိကြီးကြားကထွက်ပေါ်လာတဲ့မိကြောင့်လို့ပဲယောဂီတို့ကတစ်ခုပဲသတိထားကြရမယ်စိတ်တွေပေါ်တိုင်းမြင်ကျင်တာမြင်ကြားကျင်တာပြဒါတွေဟာစိတ်ပဲလို့အဲ့ဒီလိုတော့ဒီကလေးမပြတ်မလားစင်ကျင်ပွားများအားထုတ်နေကြရမယ်ဒီကလေးမပြတ်မလားစင်ကျင်ပွားများအားထုတ်နေကြရပါမယ်ယောဂီတို့ယခုသိနေတာနှလုံးသွင်းနေတာဟာအလုံးစိတ်ပဲဒီတော့ယောဂီတို့စိတ်ဗေဒနာကိုအကြောင်းပြုလို့ဖြစ်ပါသလဲဆိုတာလေးသတိထားဗေဒနာကိုအကြောင်းပြုလို့စိတ်များထွက်ပေါ်နေကြပါလေဒေသနာကိုအကြောင်းပြုလို့စိတ်များထွက်ပေါ်နေကြပါလေမျက်စိဌာနကာလနာဌာနကာလအတွေ့အထိဌာနကာလအတွေ့ဌာနကာလဗေဒနာကိုအကြောင်းပြုလို့စိတ်များထွက်ပေါ်နေကြပါသလေဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းမြင်ဖို့ယောဂီတို့စိတ်ကလေးကိုအေးချမ်းစွာထားကနှလုံးသွင်းစင်ကြင်ကြရပါမယ်
ယခုသိနေတဲ့အသည့်ယခုသိမြင်နေတဲ့အသည့်ယခုနှလုံးသွင်းနေတဲ့အသည့်ယောဂီတို့ရဲ့ခန္ဓာတွေးကလာတာမဟုတ်ဘူးနော်ခန္ဓာလေးထိပြီးတော့ခန္ဓာလေးထွက်လာတာဗျာခန္ဓာလေးထွက်လာတာခန္ဓာထဲမှာကြာမြင့်စွာသိသိထားတဲ့စိတ်မဟုတ်ဘူးယခုထိပြီးတော့ယခုထွက်ပေါ်နေတာယခုပြန်ပြောင်းမှာအဲ့ဒီစိတ်ပြောတိုင်းလေသိနောက်ကမလိုက်နဲ့လိုက်တဲ့တာပဲလိုက်မလိုက်တဲ့နာတွေမလိုက်နဲ့အမြဲတည်နေတဲ့အရာမဟုတ်ယခုထိပြီးတော့ယခုပြောင်းနေမှာယခုပြည့်စည်နေမှာမြင်ဘူးကြားဘူးတဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ဥပါဒံအာယုံအဲ့ဒီအာယုံတို့နဲ့ပေါင်းပြီးတော့အရင်ကစိတ်လို့မနေ့ကစိတ်နဲ့ယခုထွက်ပေါ်နေတဲ့စိတ်ကအတူတူလို့ဒီလိုလေးဖြစ်ပေါ်နေကြတာတကယ်တော့ဖြစ်ယခုဖြစ်ယခုပြည့်ခန္ဓာထဲမှာတည်မြဲနေတာလည်းမဟုတ်ကြည်စံစိတ်ဆိုတဲ့သဘာဝကတကယ်တော့ဘာမှမဟုတ်ပါရောလားစိတ်ဆိုတဲ့သဘာဝကတကယ်တော့ယောဂီတော့ဘာမှမဟုတ်ပါရောလားလို့နှလုံးသွင်းစိတ်ကလေးကိုအေးချမ်းချမ်းလေးထပ်ပြီးတော့နှလုံးသွင်းပေးပါစိတ်အကြောင်းတရားလေးနှလုံးသွင်းပွားများအားထုတ်တစ်ချိန်တစ်ခါသိယုံမြဖြင့်မရဘူးတဲ့ပဟုလိကတာကျင့်ဖန်များစွာပွားများပါတဲ့ပဟုလိကတာကျင့်ဖန်များစွာပွားများကြည့်ပါတဲ့စိတ်နဲ့ပတ်သက်လို့တရားလေးအာယုံပြုနှလုံးသွင်းစင်ကြင်ခန္ဓာထဲမှာမရှိဘူးလို့ယောဂီတော့ဘလို့ပဲပါစိတ်ကြီးပဲဖြစ်ဖြစ်အဲ့ဒါခန္ဓာထဲမှာမရှိဘူးဗျာယခုထိလို့ယခုထွက်ပေါ်လာတာဒါဖြင့်မနေ့ကလိုဟိုတနေ့ကလိုဘာလို့ထင်နေတော့ဘုံတော်တွေကအဆွေဥပါဒံတွေကရောထိပြီးလို့အဲ့ဒါမနေ့ကလောက်ခဲ့သလိုဘာလို့သွားထင်တာယောဂီတော်မွေးကလေးကယခုရှိဒီလောက်သမျှဥတော်တွေမှာဒေတာအနေနဲ့သိမ့်တာကိုအဲ့ဒီဒေတာကတူရကိုထုတ်လုပ်ပေးတယ်ဗျာတူရကိုယောဂီတော်စိတ်ကလေးဖြစ်တဲ့အခါမှာထုတ်လုပ်ပေးပါ၏ဘာဝိတာအကျဉ်းများစွာပွားများပါဘဟုလိကတာရေတွက်လို့မရအောင်ပွားများပါတဲ့စိတ်ဆိုရာခန္ဓာထဲမှာမရှိမိကျလိုပဲမိကျထဲမှာမိမရှိယခုလေစိတ်ဆိုရာခန္ဓာထဲမှာမရှိထိမှထွက်ပေါ်လာပါ၏မျက်စိနဲ့ထိရင်စိတ်ကလေးဖြစ်ပေါ်လာပါပြီနားနဲ့ထိရင်စိတ်ကလေးဖြစ်ပေါ်လာပါပြီ
နှာခေါင်းနဲ့ထိရင်ရှားနဲ့ထိရင်စိတ်ကလေးဖြစ်ပေါ်လာပါပြီကာယကြီးနဲ့ထိရင်စိတ်ကလေးဖြစ်ပေါ်လာပါပြီနှလုံးအကြည်နဲ့ထိရင်စိတ်ကလေးဖြစ်ပေါ်လာပါပြီအဲဒီဖြစ်ပေါ်လာတဲ့စိတ်ကလေးကအဆွေဥပါဒနဲ့ဆွေပြီးတော့အလုံးလုံးတဲ့အခါကျတော့မနေ့ကအကြောင်းအရာကိုလည်းမှတ်မိရင်မှတ်မိနေမှာပေါ့ပါရင်ပါနေမှာပေါ့လွန်ခဲ့တဲ့တစ်ပတ်ကအကြောင်းအရာလေးပါရင်ပါနေမှာပေါ့အဲ့ဒါနဲ့တိုက်ဆိုင်တဲ့အခါကျတော့ဟာဒါကငံပဲဆိုတာတော့ဖြစ်တယ်တကယ်တော့ယောဂီတို့အဆွေတရားဥပါဒတရားတို့ကပေါင်းပေးလို့သာငါလိုလိုဘာလိုလိုထင်မှတ်နေခြင်းဖြစ်ပါ၏ဣမိနာဝိပဿနာဂုဏနာလုံဘာဝေနဤကဲ့သို့ယောဂီသူတော်စင်အပေါင်းတို့သည်စိတ်နှင့်ပတ်သက်လို့စိတ်စောရခန္ဓာတည်းမှာမရှိထီမှထွက်ပေါ်လာပါ၏နှလုံးသွင်းမှဖြစ်ပေါ်လာပါ၏ဖြစ်ပေါ်ပြီးပြန်တော့လည်းပဲတဏှာသောကားရောက်သွားခြင်းမရှိအဲဒီစိတ်ကိုမျက်စိနာနှာခေါင်းရှားကိုနှလုံးဆိုတဲ့ဌာန6စုံမှထုတ်လုပ်ပေးပါ၏အဲဒီစိတ်ပါကြောင့်ဖြစ်ပေါ်နေတဲ့လေဆိုရင်အတိတ်ကတဏှာကနဲ့ယခုထိခြင်းဆိုတဲ့အကြောင်းကြောင့်စိတ်များဖြစ်ပေါ်နေကြပါ၏တဆင်တကယ်တော့စိတ်ဆိုရခန္ဓာဒီမှာမရှိဘလောက်ပဲစိတ်တွေဆိုးဆိုးလောဘတွေဖြစ်တဲ့စိတ်ကလေးတွေဖြစ်ဖြစ်ယခုထိယခုထွက်တဲ့စိတ်များသာဖြစ်ပါ၏ဒီကဲ့သို့ဝိပဿနာတရားကိုရှုပွားစဉ်ခြင်းကြရသောယောဂီသူတို့စဉ်အပေါင်းတို့သည်ကျမ်းမာပါစေတည်းရှင်သာပါစေတည်းယောဂဗယတွေကင်းဝေးနိုင်ကြပါစေတည်းစီးပွားဥစ္စာတွေတိုးတက်နိုင်ကြပါစေတည်းဘောကံတွေကြီးမားကြပါစေတည်းသစ္စာလေးပါးမြတ်တရားကိုလွယ်ကူစွာထောထွင်းသိမြင်တော်မူနိုင်ကြပါစေကုန်သတည်း